ခင်တေးချုပ်ကဒေါ်ချူတရာနဲ့ရဲ့သမီးအရင်မှန်သိသွားပြီနော်ဒီအပိုင်း25မှာရွှေပုံကတော့လေသူ့မာမီကိုမာမီလို့တော့မခေါ်တော့ဘူးဒေါ်ချူတရာနဲ့လို့ခေါ်ပြီးတော့ပွဲကျနေတော့တာပဲတရင်ဦးဘက်ကကြည့်မှဆိုရင်လေတေးကသူ့ကိုဘာမှပြောပဲနဲ့ဖုံးကွယ်ထားတော့သူအရန်ကိုမှခံပြင်းသွားတာပေါ့ဒါကိုဦးနန္ဒာကအခွင့်ကောင်းယူပြီးတော့တေးနဲ့တရင်ဦးကိုကွာရှင်းကိုင်းနေပြီဦးနန္ဒာကြီးကလေပိုပိုကိုဆိုးလာတယ်နော်တလားအသေးရစရာကြီးတလားအခုလည်းတမကြည့်တလားစုမေကိုအကြက်ကင်ပြီးတော့ခင်တေးချုပ်အပေါ်ကိုသက်စာဖောက်ခိုင်းနေတယ်စုမေရဲ့ကလေးကလည်းလေတလားသူ့ရီစားနဲ့ရတာထင်နေတာတကယ်တော့သူ့ရီစားနဲ့ရတာမဟုတ်ဘဲနဲ့သူ့ရီစားရဲ့အဖေနဲ့ရတာဖြစ်နေတယ်အဲ့လိုဆိုတော့စုမေဘဝကလည်းတကယ်ကိုမှတနာအောင်ကောင်းတယ်အပိုင်း25မှာလေစိတ်ချမ်းသာစရာအခန်းလေးပါလာသလိုဝမ်းနည်းစရာအခန်းလေးလည်းပါလာတယ်စိတ်ချမ်းသာစရာအခန်းကတော့ဝမ်းရံခါတော့တာအမိပြန်ဆုံတဲ့အခန်းပဲဒေါ်စုတရာနွယ်ကလေနောင်တတွေတပွေးတစ်ပိုင်းနဲ့ဝမ်းရံခါကိုရှင်းပြပြီးတော့သူတို့သားအမိကိုပြန်ဆုံစည်းစေခဲ့တယ်ဒါပေမဲ့လည်းကန်တရားကလေသူတို့သားမိနှစ်ယောက်ကိုထပ်ပြီးတော့ခွဲပြန်ပြီးကွယ်ဒီလားနော်ဝမ်းရခကိုကြည့်ပြီးတော့လေပြောရမယ်မကြံသေးဘူးဒီလားနော်ထပ်ပြီးတော့ဝမ်းနေစရာကကြုံရပြန်ပြီနောက်အပိုင်း26မှာဆိုရင်လည်းပြောရမှာမဟုတ်ဘူးနော်ဒီလားဘာလို့လဲဆိုတော့ဦးနန္ဒာရဲ့အမွေစရာတွေကြောင့်လေတယံဦးနဲ့တေးတို့ဒီလားဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရအောင်မယ်မူလာကတော့လေဦးနန္ဒာကြီးကိုကြည့်ကြည့်နဲ့တဖြည်းဖြည်းနဲ့ခေါင်းတွေတော့ရိတ်လိုက်ရှင်ပြီဒီလားအရင်ကမှအပယ်ရတယ်တကယ်ပါပဲ